ကိုသေးရဲကွဲနေပြီကျွန်တော်လည်းပြောရကွန်ဒိုကလည်းကျွန်တော်မောင်းတော့တော့လည်းခံစားခဲ့တာပြီးပြီကွာသိလားငါအဲ့လိုမျိုးထပ်မခံစားနိုင်တော့ဘူးထင်တာပဲဒါဘယ်သူမှလည်းခံစားနိုင်မယ်လို့တော့မထင်ဘူးကွာအော်တခါခံစားဘူးပြီကွာအဲ့ခံစားချက်ကြီးကိုဒီ grand final တွေကတော့အနီးစပ်ဆုံးအောင်တကယ်M1 တော့ဟို3-1ပြီးတော့ပြန်ကမ်းဘက်သွားတယ် Evo အဲ့လိုမျိုးဒေဂျာဘူးလေးများဖြစ်နေမလားပေါ့ဒေဂျာဘူးရှိတယ်ဒေဂျာဘူးရှိတယ်ဒေဂျာဘူးအေးကွာဒီအောင်မျောလင်းကြတာပေါ့ကွာအကုန်လုံးဆူတောင်းကြတာပေါ့ရန်ကောင်းတယ်လို့ဒီပွဲက Atlas လေးဖွင့်ကြည့်ပါဒါနဲ့ဆက်ပဲပန်းမယ်ထင်တယ်အေး Atlas လေးဖွင့်ဆော့ရင်တော့မဆိုးဘူးနော်ကျွန်တော်ပျော်နေဆိုရင်တော့အဲ့လိုပျော်စောရင်တော့တီးမှာနော်ငါတို့ YG ကပြီးတော့ဒီလို pressure ကင်းနေတဲ့ပွဲမျိုးမှာတင်း separate ဘက်ကတော့ကျွန်တော်ထင် fan ဆူတောင်းဖြည့်ပေးမယ်ဆူတောင်းလေးများများဆူတောင်းပေးပါဦးဘရောများများလေးဆူတောင်းပေးကြပါဦးဗျာဆူတောင်းပေးကြပါကျွန်တော်တို့လိုအပ်နေပြီ pressure ဟုတ်တော့ရုရှားမဟုတ်ဘူးဟုတ်ရုရှားတွေကဒီကောင်တွေက adaptation တွေမြန်လိုက်လားအကောင်တွေမဟုတ်သေးပါဘူးအေးဟမ်ဘာဖြစ်သွားနောက်ပါနဲ့လို့ကြောက်နေတယ်လို့နောက်ပါနဲ့လို့ကဲကျွန်တော်ရဲ့တပွဲတော့အမားမခံတော့ဗျာဘတ်ဆော့1ဆိုတဲ့ပုံစံမျိုးစိတ်ထဲမှာထည့်ပြီးတော့ဆော့ရတော့မှာဒါကြီးနော်ညီကိုတို့ကဲတားကြီးလို့ရေဒါဘတ်ဆော့1နော်ဟုတ်တယ်ကေဒီကိုလည်းအဲ့ဒါပြောနေတာကေဒီဟာနောက်မှလည်းနိုင်ရန်ပဲရှိတော့ရကွာရှိသမျှအကုန်ထုတ်ပါချမယ်ဆိုလည်းအကုန်ပြေးလုံးပလိုက်တော့မထူးတော့ဘူးဖွင့်ဆော့ပလိုက်ကွာကြာလို့ first bit ဆူရှင်းမာဆဲထုတ်ပလိုက်မာဆဲဆူရှင်းကဲမာဆဲယူမလားတားကြီးတို့ let's go ဆူရှင်းကိုရီးယားတင်းအဖောင်းတင်း strong ဆုံးဆူရှင်းဆူရှင်းနဲ့တင်ရရှုံးတဲ့တင်ရယူရနော်ဟို trap ကရှုံးတဲ့တင်ရဆူရှင်းယူဟုတ်တယ်ဆူရှင်းတော်တော်လက်လက်လေးပဲဆူရှင်းပဲရှင်းရပါတာတို့ရတယ်ဆူရှင်းရတာလည်းမာဆဲပင့်ရင်လည်းပစ်လောက်တယ်ဗောနော်ပြန်ပြီးတော့တနိုင်ပစ်ချင်ထစ်နေရလားမသိဘူးကိုရီးယားမာဆဲတော့ဆော့လို့မရဆူရှင်းပကွီတိုကြီးဖွင့်ထားပြီအယောင်ကြီးဟုတ်တယ်ပကွီတိုကြီးဖွင့်ထားပြီဖွင့်မှာပဲရတော့မှာဗျာတိလားကျွန်တော်ဟီးရိုးကလေဟုတ်အေးပကီတိုမဖွင့်မယ်အဲ့တက်လက်လေးဖွင့်ရင်အဲ့တက်လက်ဘူဆိုးရယ်ဒီအဲ့တက်လက်ဘူဆိုးရယ်သုံးပွဲလုံးနိုင်သွားအဲ့တက်လက်ဘူဆိုးအဲ့တက်လက်ဘူဆိုးရယ်ဒီအဲ့တက်လက်တကယ်ပြောအဲ့တက်လက်ဘူဆိုးဒီကောင်အဲ့တက်လက်ပေးလို့မရအောင်ဟုတ်တယ်ရောင်ရုရှား coach ပဲဘာဖိလစ်ပင်း coach မှမပါဘူးကဲကျွန်တော်ခိုင်စီလေးရဲ့နော်ဇူရှင်းလေးတော့ရထားတယ်ညီကိုဒါလေးကတော့တော်တော်လေးကောင်းပါပြီဟိုနေတက်ပစ်မှာ Granger ထုတ်တော့မယ်နဲ့တူတယ်ဟုတ်တယ်နော်ကိုစီ Granger အပေါ်မှာမယူရင်အောက်မှာကျရင်ဘန်းမှုများတယ်တိလားအဲ့တော့တင်း separate ကအပေါ်မှာဟုတ် Granger ဘလို့ယူမှာတော့သူတို့ပကွီတိုကြီးနဲ့လေကိုစီရတယ်သူတို့မကင်တော့ဘူးလေဟုတ်တယ်ပကွီတိုက off flame ပဲဖြစ်ဖြစ် jungle ပဲဖြစ်ဆော့လို့ရတယ်ငါတင်တော့ Marcel နဲ့ Granger နဲ့တွဲမယ်နဲ့တူတယ်အေးရတော့အဲ့လိုတခုရရှိသူတို့ပကွီတိုနဲ့တောက်လျှောက်နိုင်ရောတွဲဘူးကိုစီပကွီတိုပဲဆော့မှာသူတို့ကကိုရီဝိုင်းကြီးခိုက်အဲ့လိုဟိုင်ဒါပေမဲ့ကိုရီဝိုင်းကြီးကတခုကောင်းတာဂွန်နဗီယာအားလို့တန်းရတာနော်တာကြီးတို့ဟုတ်တယ်ဒါငါတို့ပိုင်နိုင်ဆုံးငါတို့ပိုင်နိုင်ဆုံးဟီးရိုးတွေပဲရတာတာကြီးတို့သိလားဒီပွဲကပိုင်နိုင်ဆုံးဟီးရိုးတွေရတာတာကြီးတို့ဂွန်နဗီယာရပေးရတော့တောင်းတယ် let's go rabbit အပေါ် face ကတော့ YG ကနည်းနည်းတာတယ်ဗျ let's go အန်ကျရလို့ရအောင်အေးတွားတွေပါပေါက်တော့ပေးချမှရတော့မှာငါလည်းအဲ့လိုပဲတွေးနေတာပေးချမှရတော့မှာမတက်နိုင်ဘူးကောင်တွေဟီးရိုးတွေပဲ live ပိတ်ဆော့နေရတယ်ငါတို့ကစားကွက်မပေါ်တော့ဘူးကွာသိလားကောင်တာတွေပြန်ထုတ်ရတာငါတို့ဟီးရိုးတွေငါတို့ယူဖို့လိုတယ်တာကြီးတို့ဟုတ်တယ်ကိုဟီးရိုးနဲ့ကိုဆော့အခုတော့ကွာခေါ်နေပြီအားလို့ဇူရှင်းကွာ3កောင်ရတာဒီ3កောင်လောက် strong တာဒီ3កောင်ပဲရှိတယ်ငါတို့မြန်မာအသင်းမှာအကောင်းဆုံး draft လို့တော့ပြောလို့ရတယ်ကွာဒီလို3កောင်နဲ့ပြန်ဆော့ရမှာသူ့ဘာသူဘာကန်ကွာကန်မစီပေးလိုက်နော်ပကွီတိုချင်းပေးပလိုက်အကောင်းဆုံးဟီးရိုးနဲ့ပဲဆော့မယ်လားပကွီတိုကြဘာဟီးရိုးနဲ့ပြန်ထုတ်ရင်ကောင်းတယ် laning phase မှာကလင့်လားကလင့်ရမရှိတော့ brody လား brody ရော fighter ချရင်မရဘူးလားဟာ fighter ချရင်မစမန်လူတယ်ကွာဆန်ကြီးတော့ကမစမန်လူတယ်ဒါမင်းမလောက်ဘူးခုလောတဲ့ဟာဟုတ်တယ်ဒါမင်းတော့မလောက်ဘူးမလီစာလေးဆော့ပါမလီစာကလည်းအခုလက်ရှိတော်တော်ဟော့နေတာဆိုတော့လေမလီစာဟာလီနဲ့လို့လိုက်ကလေဒီကျွတ်ညီကိုတွေဘယ်လိုကြည့်နေလဲတော့မသိဘူးဦးရလာပြီအောင်အေး batsman อ่ะမလီစာဟာလီနဲ့ဟာလီနဲ့ဟုတ်တယ်မလီစာဟာလီနဲ့ဟိုကောင်တွေကလုံးတော့မှာစွတ်လုံးတော့မှာဖိုဘီရဲ့ပကွီတိုကလုံးတော့မှာဟေးအေးစီမင်းပြောသလိုပဲတကယ်လုံးတော့မှာဟေးလုံးပါအောင်ဖိုးဘီရနဲ့ဟိုအနေဟာ
တကယ်လုံးမှာအဲ့လုံးတော့ပြန်ကောင်တာဖို့က နိုင်တယ်ဘောနော် ပကွီဒိုနဲ့အဲ့လိုလွတ်ထားပေးလို့ရမယ်ဟီရိုတကောင်ကင်မရမှာ YG ကလိန်နင်းမှာအဲ့လို အဲ့လိုမဲတီတာလေးရောမကြိုက်ဘူးလား မရဘူးနော်မက်ဒီတာဆိုရင်ထူးခံရမှာနော် ဒါပေမဲ့ Oasis ကို Oasis နဲ့ပဲပြန်ဆော့တာတော့ပူကောင်းမလားပေါ့နော် မဲတီတာကို ဗဒန်းနဲ့ပါလဲမသိဗဒန်းဘရိုဒီ ဗဒန်းလေးဖြစ်ဗဒန်းကောင်းတယ်လေ ဗဒန်းဘရိုဒီကိုင်းဗဒန်းဘရိုဒီကောင်းတယ်ဘာလဲဆိုတော့ ဗဒန်းနေကြီးပဲဆိုအားလုံးက တီးကပကွီဒိုလိန်နင်းဖိတ်မှာမကြည့်ရမယ့် match မျိုးလွတ်ထားလိုက်ဂိုးခွက်လည်းသူကစားလို့ရတယ်ကွာဒီလား Rudy အဲ့ဒါမှတင်းရလှုပ်ရှားလို့ရမှာ ကဲစကန်ကြီးရတာလေးညရမစိုး Rudy စန်ကြီးတယောက်တည်းပြစ်စားလို့ရမယ့်ဟီရိုစင်ပြေရဲ့ကိုကတော့ကြိုက်တယ်ဟောစလီနာရအာရုံနောက်မှာအကောင်ကြီး ခေါင်းနဲ့ Let's Play ပါ ကွေဟီရိုတွေပဲစုတ်ကိုင်း ဆလီနာအေးအားလီဂိမ်းငါတို့ရှောင်ဆော့မယ်နော်ဒါတို့အဲရိုတွေကိုရှောင်ဆော့မယ်နော်ဟာလားဘလန်ဟိုငါတို့ game 3လို့မျိုးမဖြစ်အောင်လို့ ဒီအဲရိုရှောင်ဆုံးရပြီအဲရိုရှောင်ဆုံးရပြီ ပြန်ကမ်းဘက်ပြီးပါအောင်ဒါကြီးတို့ဝိုင်း ကမကောင်း ရဟီရိုတွေပဲယူလာရဟီရိုတွေယူလာလား ရောဘတ်ဆွီကိုင်း ပြန်ကိုတပြန်ပဲချမယ်လား reverse ကောင်းစလီနာအဲ့လိုကြည့်ရတယ်မဟုတ်ဘူးဟမ် 3-2နဲ့ပြန်တွေ့မယ်ဒါကြီးတို့ ကောင်းစလီနာအဲ့လိုကြည့်ယူတိုင်းလို့ Let's go guys ဘရိုဒီလာပြီဘရိုဒီကနိုင်တယ်ဘာမှစိတ်မပူနဲ့ကျွန်တော်3-2နဲ့ပြန်ဆုပ်မယ်ဟာလား ကဲကျွန်တော်အကုန်လုံးတူတူရှိနေမယ်ဗျာကျွန်တော်ဝိုင်းကြီးသေးနေကျွန်တော်အကုန်လုံးတူတူရှိနေမယ် guys 3-2 reverse 4-3 reverse ဆွေပဲမင်းတီးဖို့က ကဲဒါကြီးတော့ပွဲကြနေတော့ပွဲ game 6နဲ့ပြန်လာမယ်ဒါကြီး ဟုတ်တယ် let's go ဒါကြီး ကိုဒီရတယ်ဖြစ်သေးတယ်ကိုဒီပွဲမပြီးသေး၍မရှုံးသေးဘူးဟလား တော့ပါဒါကြီးတော့ အကုန်ထုတ်ပြီးဆော့မယ်ဒီပွဲကို တော့ပါမလား နော် စောင်း ကို ညီ ဒီနဲ့ပြန်ကမ်းပါမယ်ဒါဘာမှစိတ်တက်ကြရမလို့ဘူးလား တော့ပြီ ဘာမှစိတ်တက်ကြရမလို့ကဲမြန်မာလန်လေးမဲ့သွားပြီညီကိုတို့ကဲနော်ကျွန်တော်ပကွီရိုနဲ့ရှင်ထိန်ဖို့အတွက်ကတော့နော်ကျွန်တော်နော်ဘရိုဒီလေးပဲရွေးချယ်လာရင်လည်းပေါ်လမ်းမှာလည်း4 bia အားတော့ကျွန်တော်ရင်းအတွက်ကတော့စိတ်ပူစရာတော့ရှိမနေခဲ့တဲ့အနေထားဒီဘက်မှာလည်း River Monster ဟန်ရသွားဖို့တော့ရှိတယ်ဗျာနော်ကျွန်တော်စာရဲ6ကျွေးရမှာဘလို့အဲ့ဆလီနာအဲရိုးသာရှောင်စော့နိုင်ပြီဒီပွဲကဆလီနာအဲရိုးသာရှောင်စော့စားဘူးမှမရှိဘူး River Monster စားလို့ရတယ် ဒီဘိုင်ပေါက်ဆောင်းရတယ်ငါကနည်းနည်းကူညီအောင်ပါငါဆောင်းငိမ့်နေပြီ ကြာဘာမှဖြစ်ဘူးကိုသေးဘာမှဖြစ်ဘူးအေးစေးအားပေးမယ်နောက်ဆုံးချိန်ဒီအားပေးမယ်ဟလားကဲတော့ကျွန်တော်တို့က 1G မဇူရီဂိုးကတော့ကျွန်တော်ဂျန်ဂေအသေးတွေလာစားနေတာနော်ဟိုဘက်ဂျန်ဂေတွေပါတော့ပြန်စားမလားလေဖူကတော့နောက်ကျမယ်တော့မထင်ဘူးဗျနော်ပကွီတိုကိုတော့ဖျဲလို့ရတယ်ဘလူဒီကတော့ကောင်လေဖူပါညာမရတဲ့ time ဟောအားလို့ပဲပြီးကျွေးလိုက်တာနော်ဒီဘက်မှာ rabbit စားလို့ရအောင်မယ်ဂျန်ဂေသေးလေးစားလို့ရအောင်မယ်ဆိုတော့လေဖူကတော့စိတ်ပူစရာမရှိဘူးတို့နော်လေဖူကတော့စိတ်ပူစရာမရှိဘူးခဏပြီးရလေဖူကိုပါလာမှာနော်ပြီးရင်တော့တော်တော်ချမယ်ဆလီနာအဲရိုပဲရှောင်းလာတာကြီးအဲရိုမထင်အဲ့ဆလီနာပုတ်သွားပြီ မှန်နေတာကြီး နော်ကာဂျီတို့က signature နော်သူဟီးရိုပဲပဒန်းပလင်းဟီးရိုပဲဘလို့နော်ကိုဟီးရိုကိုရလာတာဒီဘွဲက easy solve ရဘတ်ဒီဘိုင်တော့အားလီစားသွားတယ်ဗောနော်ဒီဘက်မှာလည်းဆောက်ဦး AC ပဲ normal ဒါတဲဒီဘိုင်တော့စားလုံးမယ်နေထားလားလိုက်ချကွာငါတို့ဒီဟီးရိုတွေကငါတို့ဟီးရိုတွေကြီးပဲမလိုက်ရ ချအောင်ဦးသေးအောက်မှာပကွီရိုကဲလိုက်လာသားကြီး ဟမ်ဟုတ်တာလေကွက်တီနော်ထုလဲကောင်ထုလဲတိုင်ရပြီဖက်ပလက်နိုင်ဆွဲစံကြီးတော့ကွာတိုင်အဲ့ဟီကိုအဲ့ဘကွီရိုပေးချတာကြီးပေးချတာကြီး တတေကိုဆွဲတာ ready ကြံသေးတယ်သားကြီးတို့မိသေးရင်လာပေါက်မယ်မမိရင်ပေးလိုက်ဘာမှမဖြစ်ဘူး fab လိုက်ရတာလေ သွားမယ်နေတယ် retreat ရပေးလိုက်တာတဲ့ပေးလိုက်ဘာမှမဖြစ်ဘူးတိုင်ဟောလဲဂိုးလိန်ဘကွီရိုကြီးချိုးတာတိုင်ဖက်ပလက်နဲ့ နော်အဲ့ပကွီရိုအဲ့အားလီတွေကထုထားရင်ရပြီနော်ဒီဘက်မှာတော့ဘလင်းတေမှာတော့မဟုတ်ဘူးဗျနော်ဒီဘက်မှာကျွန်တော်တတဲလေးတော့ပေးရတယ်ဆိုမှ fabulous လေးနဲ့စရတာမစိုးဘူးဗျာနော်အရေးကြီးတဲ့ဂိုးလိန်ပတ်ကွီလိုကေးရထားတဲ့အပိုင်းတော့တော်တော်ကြီးတော့ချိန်နဲ့ချိန်စရာကောင်းနေရင်လည်းပဲပေါ်လန်းရိုင်းတဲ့လား ဂွနီဘီယာ violent တိုင်အဲ့ကွန်နရှင်ကိုလိုချင်တာအဲ့ကွန်နရှင်ကိုပြန်မြင်နေတာပဲတာကြီးဟာ အဲ့လို connection တွေလိုနေတာ လုံးမအောင်တိုင်အဲ့လိုမျိုးကွန်နရှင်တွေငါတို့လိုချင်တယ် ပတ်ကွီရတယ်ထိုးပေးလိုက်နော်ဘက်ကက်ရှိတယ်ဘရိုဒီကိုလွယ်နဲ့လာခန်းလို့ရမယ်ထင်နေတယ်အဲ့တို့တွေလွဲနေပြီကာစီတတိထားနော်ကာစီတတိထားပေးရရှိတာပေးလိုက်ပေါ်လမ်းမှာဂိုးရှိပါခွာဝင်ရတာဗျာရင်း ဟုတ် တော့ တယ်တိုင်တာနေပြီတိုင်တကယ်ကောင်းနေတာ
နော်ရင်းအတွက်ကေးတ ကော ကောင် င်းလန်းသတိထောင်းတော့မာစိစေးလာပြီ ရဟိုကိုရအောင်မရှိဘူးကိုရအောင်မရှိ အေးဗဒန်းလဲပါတယ်တိုင်ဗဒန်းလဲပါတယ်ဘာမှမဖြစ်ဘူးအပေါ်လဲထက်ရပြန်ပြီအားလုံးနဲ့ဂွင်းနေပြီကွာအားလုံးပဲတန်တန်သားကြီး ဘာလဲမေးလိုက်ဂွ ဂွင်းနေပြီအားလုံးလာပေးနေတယ်တိုင်ဂွင်းနေပြီအားလုံးလာပေးနေတိုင်တပွဲနိုင်ဝမ်းရပြီတော့တိုင်တပွဲနိုင်ဝမ်းငါတို့ဂိမ်းစစ်ထက်နိုင်ငါတို့ဘာဆောဘာပုံမျိုးဖြစ်သွားပြီ နော်ကြာလို့အောင်လာနောက်နေအဲ့ဒါဖလက်ကခုံသွားလို့နော်ဗဒန်းဝေါ်ခတ်ပြီးထိုးလိုက်လို့ရှိရင်အဲ့ပတ်ကွေတော့အိုင်နာမှနေထက်သေးမှာကျောင်းတော်နေလာလုံနေသားကြီးတို့နော်အသေးထုဒီပွဲ မှန်နေတိုင်မှန်နေ ကဲတော့ကျွန်တော်ဒီမှာတာတယ်လေးတော့ထက်ချဖို့တော့ရှိနေသေးတယ်ခွန်နဘီအောင်ဘလူးဘတ်တွေပါလေအေးစီစားဟန်းလိုက်အောင်ပြဿနာမရှိသေးဘူးဘလူးဘတ်သွားစားပြီးမှတာတယ်ပြန်ချမယ်လားဟောဘရိုဒီစင်ပြေတယ်ဘရိုဒီ online ဖြစ်လာမယ်တိုင်ပင်နဲ့ဆိုအဲ့ပတ်ကွေတို့ခေါင်းနဲ့ထဲကြမလို့ဘူးဘရိုအဲ့ဘရိုဒီကနော်ဟို fighter တကောင်နီးပါးလောက်ကိုနော် online ဖြစ်တာမြန်တယ် maxman နဲ့မှာဆိုတော့ကဲလိန်နေပါအောင်ချိန်သွားပြီဗျာသူတို့မဖြစ်တော့ဘူးသိနေပြီသူတို့မဖြစ်တော့ဘူး ပတ်ကွေတို့နဲ့လိန်ချင်းသွားပြီဗလန်ငါလည်းသတိထားမိတယ်ကဲမဒီတာတယ်လေးသတိထားပြီးဆိုင်တော့တိုင်အားလုံးတွေရောဂွင်းနေပြီအားရောလားကိုရီဟီးရိုးတွေကြီးပဲအဲ့ကဘာလာလုံးတာလဲမေး finance လက်ပါညာရရင်မလားတော့မတဲ့တတ်တယ်ဂွင်းနေပြီလမ်းအုပ်တယ်လွဲသွားပြီ finance လက်ဆိုမဲ့ violent နဲ့ကပြီးတော့ဖြတ်နေတော့ဒီမှာတိုက် retreat လေးနဲ့တီးကြပေါက်မယ်နော် brand figure 2 man retreat ဟန်မေးအောင် UI နဲ့မလား hero ကြီးထက်ရထားသေးတယ်ကစ်ပုံမှာဘုံမတကေးပြေဟီကိုပါထက်ရလန်နဲ့ black guy မှာဂွင်းနေပြီထားအောင်ထားတယ်စောက်ဦးပါရှင်ဂျာဘကီကောက်သွားတယ်ဟီရိုကြီးတော်တော်လေးရလိုက်တယ်ယူတော့3កောင်ဟီရိုကြီး3កောင်နဲ့တာတယ်နဲ့ကွာတာကြီးဟာ မေတ္တာယူမယ် ဖိမယ်နော်တာကြီး9နေဖိမယ်နော်9နေဖိမယ်နော်ငါတို့ game စစ်ကိုသွားမယ်နော်မပြီးသေးဘူးနော်ဒီဟာနဲ့ တခါလေးပြနော်ကြာလို့အောင်နေတာလောက်နေတယ်အောက်မှာတာဝါတစ်လုံးရမယ်ကျွန်တော်လဲမှာ first tower ရလိုက်ပြီ hero k 3កောင်နဲ့တာတယ်ရရတယ်ဟလားဒီပွဲတော့ကိုရီမြန်မာတွေအတွက်ပဲ ပွဲမပြီးသေးဘူးနော်တာကြီးတို့ပွဲမပြီးသေးဘူး နော်ပွဲမပြီးသေးရင်မရှုံးနော်ပွဲမပြီးသေးရင်မရှုံးဟလားအိုက်စိတ်ပဲထားအကုန်လုံးရိုက်မယ်အကုန်လုံးပြန်ရိုက်မယ်တာကြီးတို့အကုန်လုံးပြန်ရိုက်မယ် မှန်တယ်ကြီးမှန်တယ်အညီလေးဗလန်ပြောမှာစိတ်ဓာတ်တွေအောင်ပြန်တက်ကြလာပြီနော်ဗလန် nice one တာကြီး နော်အပေါ်လန် first tower ပြန်ချိုးမယ်သားကြီးတို့နော် mid tower အောက်က tower အပေါ် tower လား first tower 3လုံးရပြီအကောင်ဘာလုပ်ချင်တာဟီကို နေပြီပေးချိုးလိုက်မရရင်ပေးချိုးလိုက်ပြဿနာမရှိဘူးအပေါ်မှာ tower ထိတ်ထားတယ် easy စကန်တော့ပါစကန်တော့အထိပဲထက်နေကွာ ကြာတယ်လာမကာလို့ရှိရင်ချိုးပလိုက် second tower တွေပါနော်မအောင်နေတော့နောက်နေတယ်ဟောနေနောက်ပြန်ရောက်သွားလို့ပဲ တော့နောက်ပြန်ရောက်သွားတယ်စင်းချင်းတာ နော်ဒီဘက်မှာ hero k စစ်စည်းဗျာမင်းဥမကွဲအောင်ရိုက်ပေးလိုက်အကောင်တွေဥမကွဲအောင်ရိုက်ပေးလိုက် ဗရန်ဝေါက fake crack နော်မလေးဂွနီဘီယာလေးလာအောင်မလားခုမှလာနေတော့မှရှိတယ် golden hour ပဲလည်းပြီးွားဒီကောင်ချမရတော့ဘူးဗလန်တိုင်ရန်တိုင်ပတ်နေပြီဒါ Dallas right finals ကဂွနီဘီယာအုပ်တာနဲ့တော့ killing spree ဖန်တဲ့လူပဲတိုင်ငါတို့ချတာနဲ့ငါတို့ပိုင်နေ hero တွေယူချရင်ဒီလိုမျိုးအေးစေးနိုင်နေဆိုတော့သိသိချင်းတကားကြီးဟာ အမှန်ပဲလေ तू က तू ပေးလိုက်ပတ်ကူလို့အရန်ကောက်တယ်မလားပေးချပလိုက်နော်ကို hero နဲ့ကိုစောဟလာခွန်နဘီယာ စဉ်းစားနေဘူးလားကိုကြီးတို့နဲ့ကိုချမယ်ဗလန် နော်ခွန်နဘီယာဇူရှင်းအားတော့ဟလာမင်းဒီတက်ကောင်းတယ် ဖိတာတော့ဒါကြီးတို့ဖိတာတော့ တက်တယ်ပါယူမယ် ဖိတာတော့ဒါကြီးဒီတာနဲ့အကတ်မခံနဲ့တော့ဒါကြီးဒီကောင်တွေအသက်ရှူခွင့်မပေးနဲ့ငါတို့တာနေတာဒီချိန်မှာစွတ်ချမယ်ဒါကြီးတို့ချတာဝေါက fake rap လာတယ်ဟေးကွင်းနေပြီးအောက်တာ2 man violent နဲ့ဒါကြီး damage လောက်တာဗောဒါကြီးတိတ်လောက်တာဗောဆိုင်လန်းဒါကြီးအဲ့ကောင်မထက်ရိုက်ဒါပကေးဆောက်ဦးနဲ့ပြင်အော်မထောက်ထားသေးတယ်ကွင်းနေပြီးဟာကစ်ပုံမှာမထက်ရမှာဒါကြီးဟီရိုကီ3ကောင်ကွာမေဂါကီတန်းစီတာဟီရိုကီတန်းစီတာကြီး hero k တန်းစီမင်းဥမကွဲအောင်ရိုက်ပေးလိုက် ဟီရိုကီလုံးဝမပေးနဲ့အဲ့ကောင်တွေဟီရိုကီလုံးဝမပေးနဲ့ဒါကြီးတို့ နော်ကြိုက်တယ်ဆိုတော့ကောင်0-5 0တွေပါဖြစ်နေပြီလားမင်းအရန်ကင်ညုံပေးကင်မလားလားတခါတည်းသက်အောင်လာနောက်နေတယ်ကဲပေါ်မှာ second tower တွေပါချိုးပြီဗျာနော်ရုပ်တွေတော့ တိုက်ဒီကောင်တွေဘာမှမဟုတ်ဘူးသိလားဒီကောင်တွေဘာမှမဟုတ်ငါတို့အတွေးတွေများနေကြလို့ဒါကြီး တွေးများနေတာဘာမှဘာရဲ့ hero တွေမှာရှောက်မပိတ်နဲ့ပေးချလိုက် ပေးချအကုန်ဖွင့်စောမှာဒါငါတို့ပိုင်နေ hero တွေနဲ့ငါတို့ချမင်းတို့ပိုင်နေ hero တွေနဲ့မင်းတို့ချလာဘယ်ကောင်ပို့စောလဲကြည့်မယ်ကြောအဲ့မှာ fake rap ဂွင်းနေပြီး violent နဲ့ပြီးသွားပြီဒါကြီးကျူအောင်မင်းတို့အဲ့မှာယူအောင်မင်းတို့ပတ်ကွီလို့ယူသမ်းမင်းတို့ နော်မင်းတမြေပုံလုံးပတ်သက်လို့ရတယ် အမေဘုံလုံးတိုက်မြင်တာနဲ့လိုက်ချတာကြီးအမီးတော်မပေါ်သေးနဲ့ဒီကောင်တွေကို final flag အော်ရတယ်တိုက်စိတ်လျှော့လိုက် second tower ယူမယ် second tower တစ်လုံးထပ်ချိုးမယ်လား easy ပဲဆိုလောကမထွက်သေးဘူး အေးစေးပဲဒါကြီးအေးစေးပဲ
အေးဆေးပဲနော်ဒါကြီးတို့အေးဆေးပဲ နော် နိုင်နေတာနိုင်နေတာဒါကြီးတို့နိုင်နေပြီ လိုက်လို့ရတယ်စက္ကန့်တာဝါနဲ့လဲမယ်လားစက္ကန့်တာဝါပြန်ယူမယ် မှန်တယ်ဒါကြီးမှန်တယ်မှန်တယ် အေးဆေးပဲအေးဆေး အေး ပဲ ဆေးပဲနော်ဒါကြီးတို့အေးဆေးပဲနော်အေးဆေးပဲနော် လောတမီနစ်မတင်နဲ့တော့ဒါတို့ဒီချိန်မှာမတင်နဲ့တော့လောတမီနစ် ဟိုမှာ finance လက်ရအောင်လား finance လက် မဆိုရင်မထားနဲ့ လူမစိုးရင်တော့မလုံးနဲ့နော်မှာ Guinevere အောင်ဆောင်ဗဒန်ဝေါ်ကာထားတယ်လှလေးအလားလေး Dallas right နောက်မှာ Ego Brody ပြစ်ချက်နဲ့တေသွားသလိုဟန်နေနေတော့နောက်မှာရောက်လာတယ်ဗျဟန်ကကျွန်တော်ဒီတက်ပို့ပြီးတော့နော်တစ်စက္ကန့်လောက်လေးဆုံးမယ်ဆိုတော့ထပ်ရတော့တယ်ဒါအဲသွင်းနေနေတဲ့ကောင်ခစ်ဖို့မှာ တွဲသီးသားဥမဝဲအောင်ရိုက်ပေးလိုက်ဟလား မင်္ဂရှိပါယူတိုင်းမင်္ဂရှိပါယူဒီပွဲ7မိနစ်နဲ့ဖြတ်မယ်သားကြီး ကြာလို့အောင်နေလားနောက်နေတယ်ကဲစက္ကန့်တာဝါအကုန်ရပြီနော် first law မထွက်သေးဘူးစက္ကန့်တာဝါအကုန်ရပြီနောက်က9000နော်မင်းဒီလောက်တာတဲ့ပွဲတော့မရှိတော့ဘူး 7မိနစ်နဲ့ဖြတ်မယ်သားကြီးတို့7မိနစ်နဲ့ဖြတ်မယ်ပွဲကိုအရန်အချိန်နေမဆွဲဘူးသားကြီးတို့ချစွတ်ချသားကြီးတို့ လော်လေးလုံးမယ်လော်လေးလုံးမယ် easily တက် ချ မယ် မ်း လား ကိုင်းနေတယ်လားဟီးရိုရမ်းမလား ကောင်းတာလေးတစ်ချက်ကကျွန်တော် Brody ကအောက်လန်း mega ရှိရတဲ့ပြင်တာဝါပါတစ်ချက်ပစ်ခဲ့တာဆိုတော့ကျွန်တော်လောရလို့ရှိရင်အောက်လန်းတက်မှာနဲ့ mega ရှိမရှိတော့ဘူး မှန်တယ်သားကြီးကိုစီးဖြောက်ထားတယ်ဒီကောင်လေးဘက်ကပြန်ချနေတာကိုစီးဖြောက်ပြီးတော့ပြေးလာတာနောက်မှာတော့ခိုင်စီ truck လေးနဲ့သေတော့သေသွားခဲ့တယ်ဗျအဲ့မှာလည်းနောက်မှာတော့9កောင်4កောင်ဖြစ်သွားတယ်ကိုနေပြီး violent နဲ့ဆို Brody ရဲ့ပြစ်ချက်ဗတဲ့ထိုးတယ်တော့4ယောက်5ယောက်လည်းရတယ်နော်တာကြီးလားနောက်မှာ Brody double kill ငါရောက်ပါတက် ဒါပေမဲ့တော့မရဘူး killing speed ပဲ all wine နဲ့ပဲနောက်မှာလော့တွေပဲထက်လို့မှညီကိုတို့4ယောက်5ယောက်လည်းရတယ်နော်မလဲ4ယောက်5ယောက်လည်းရရလား လာလို့မရတော့ဒါ4ယောက်5ယောက်တည်းလည်းဖြစ်တယ်ဗျာမင်းတနာလို့ Hiroki တကောင်ပေးလိုက်တာလား ။အမေခိုင်းစီကိုလှုပ်ကြံတာပါနဲ့9အောင်လို့ပြေးပြီးတော့9အောင်လို့ဝင်လှုပ်တာတော့မှတကောင်ပဲရတာရောက်ရင် တက်လို့ရသေးတယ်ဒါပေမဲ့ဒီဘက်က response time တွေပြန်ထွက်ပြီးဆိုတော့ lolly နဲ့မှပဲထက်တက်မလားပေါ့နော်ကြိုက်တာလို့မိုက်တာလို့ မှန်တယ် mega လား ကြီးတောင်းလဲညင်းရမရှိဘူး ။ညမင်ကရှိလေးပဲရင်တောင်းလိုက်ပါတိုင်းလွန်လေးနဲ့မတက်လွန်လေးနဲ့မတက်မဟုတ်အဲ့လိုရရင်တော့အဲ့လိုဟေး ဟေးစမ်းကြီး Produce strike ကြီးနဲ့ live သွားတော့ဗလက်မင်းကနေရင်ခုံရမှာလားတိုင်းဟမ် ဟုတ်တယ်ကိုဟို အေးစေးပါအေးစေး ဟိုပါသွားပြီထင်လိုက်တာတော်သေးတယ်နော်ကဲ lolly နဲ့လည်းတက်ဖို့ကရှိနေသေးတာဆိုတော့မင်းပေါ့ပါပဲဒါတို့10မိနစ်နောက်က8000လား easy ကတက်လို့ရပြီ အဂိမ်းစစ်ပါနိုင်လို့ရှိရင်တော့မတိုင်းမင်းတို့ကနေ50-50ပဲနော်တိုင်းရောလားခုကငါတို့ဘက်ကရာဂိုင်တော့နဲနေလို့နော်နဲနေလို့ငြိမ်နေတာတိုင်းဒီတပွဲနိုင်တာနဲ့ရာဂိုင်တော့ပြန်တက်လာမှာတိုင်းဟုတ်လားဗလက် 3ပွဲစတိုက်ပြန်နိုင်မယ်သားတို့နော်လုံးဝအခွင့်အရေးမပေးတော့ဘူး3ပွဲစတိုက်နောက်တဲ့2ပွဲပဲချန်တော့တယ် ကောင်လေးတွေစော့နေတဲ့ဟီးရိုတွေပေးစော့လိုက်ကွာတိုင်းလားဟမ်ငါတို့ဟီးရိုတွေပဲ ဒီပုံစံလေးပဲတိုင်းမဲ့သွားမယ်သားတို့မေဂါတလန် ဂျောအမ်မှာအော်လန်မေကတန်းမှာအမ်မလားတိုင်းဒီလုံးနဲ့အမ်မှာအမ်မလား ဟောပြန်မလိုက်တန်းအဲ့ပါ ဒီလုံးနဲ့တန်းပြန်မလိုက်တန်းမလိုက်တိုင်းပြန်မလိုက်တန်းမလိုက် brand fit crack ကတော့လွဲဝိုက်ကိုနေပြီးအောက်တယ် violent တဲ့နောက်မှာလဲ golden hour လေးနဲ့အချိန်လေးတော့ရပ်ထိုင်းတော့ arrow ချောင်းသွားမှန်တယ်ရအောင်မလားခိုင်စီပြတ်သွားခဲ့မယ် brody ရဲ့ပြစ်ချက်တွေကြာမှာဟီကိုတကောင်နဲ့တေသွားသလိုနောက်မှာ brody တကယ်ပြစ် နောက်တစ်ချက် ကောင်းကောင်းဒီကိုပြစ်သားကြီးပြစ်စမ်းမျက်နှာတဲတဲ့ကိုပြစ်အကောင်မျက်နှာတဲတဲ့ကိုပြစ်စမ်းရော့အမ်မှာ double kill ဟိုမှာဆလီနာ ဟောမှာဆလီနာ တကောင်ပါသား ဇလီနာတကောင်အမမဟာလီကိုလုံးမှာအောက်လန်ခရီဝင်လာပြီ အဲ့မှာ 3 let's go game fight နိုင်ဝါပြီဒီကိုဂိမ်းနံပါတ်6ကိုတော့ဆက်သွားအောင်မယ်ပွဲမပြီးသေးဘူးသားတို့ပွဲမပြီးသေးဘူး ဒါပဲသားတို့ ပွဲမပြီးသေးဘူးသားတို့ အဲ့လိုဖြစ်နေရမှာ ကိုပြောရနော်ပုံစံပြောင်းပြီးစောလိုက်စမ်းပါပုံစံပြောင်းပြီးစောလိုက်စမ်းပါအဲ့ဒီ